하카이가 저너로 아티가 빠르다가 하카 묘를 비례이 아셈을 비례 정말 디자인 사비면서 디자인 맞춰고 레이아웃 플랜 시대에 그 양을 각해비로 누구 lok대 0.7 billion lok대 기사가 로와 마음이다ဖြစ်ပါတယ်အဲ့မှာရေကန်40တလုံးလောက်ထားတယ်အဲ့ဒီရေကန်တွေတစ်ခုမှမကောင်းဘူးသုံးလို့မရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အခုကဒီအစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ကျွန်တော်တို့ဒီ GRF 2019 GRF မှာတန်း220ရပြီးတော့မှအဲ့ဒီဟာကနေကျွန်တော်တို့အခု survey လုပ်ပါတယ် survey လုပ်တော့တက်မိုင်ကိုကျွန်တော်9သိန်းခွဲလောက်ပေးရတယ် survey လုပ်တဲ့ data အတွက်နော်နောက်ပြီးတော့ design ဆွဲခကတက်မိုင်ကို6သိန်းခွဲပေးရတယ်အဲ့ဒါနဲ့ပါကျွန်တော်တို့အခုမှစပြီးတော့ကျွန်တော်တို့ရဲ့လိုလားချက်နဲ့ဒီရေရအောင်ကျွန်တော်စူးစမ်းပြီးဆောင်ရွက်နေတယ်ဆိုတာပြောချင်တယ်နော်ဆိုတော့အခုန9သိန်းခွဲနဲ့6သိန်းခွဲပေါင်းရင်14သိန်းလောက်ကျတယ်ဒီတက်မိုင်ပြီးဖို့ဆိုတော့မျိုးတစ်မျိုးလုံးမှာရှိတဲ့ဟာအားလုံးတွက်ကြည့်လိုက်29မိုင်ရှိတယ်အခုကျွန်တော်ပိုက်လိုင်းလောက်အောင်မယ်မိုင်30နဲ့လောက်ရှိတယ်29မိုင်ကျော်တယ်မိုင်30လောက်ပြည့်တဲ့အဲ့ဒီမှာ survey လုပ်တဲ့အတွက်လည်းကုန်ကျစရိတ်တွေကတော်တော်များတယ်ဆိုတော့ survey ၄ခုကတော့ပြီးသွားပြီးတော့အခု design track ပြီးကျန်တဲ့ group တွေကလည်းကျွန်တော်တို့အခု design တွေတောက်လျှောက်ရတယ်ဆိုတော့အဲ့ဒါကလည်း pipeline တွေပေါ့အကုန်ကျွန်တော်အသက်ဝယ်ပြီးလုပ်ရတာဖြစ်ပါတယ်သူတို့ရဲ့လုပ်ထားတဲ့လမ်းကြောင်းပေါ့သူတို့ရဲ့လုပ်ထားတဲ့ pipe သူတို့လုပ်ထားတဲ့ကန်ကိုသုံးလို့မရဘူးကျွန်တော်အဲ့ဒါကြောင့်ကိုဒီလူထုတွေမြန်မြန်ရအောင်ဆိုပြီးတော့သူတို့ရဲ့ line ကိုကျွန်တော်မသုံးတော့ဘဲနဲ့ line အသစ်တွေနဲ့ပြောရင်တော့ကျွန်တော်တစ်သိန်း၄သိန်းကန်ကနေရေစစ်တယ်ရေတန်းထွက်လာပြီးတစ်သိန်းကန်ကနေနောက်ထပ်တစ်သိန်းကန်တွေ့ပြီးမှအဲ့ဒီကနေ direct လူထုကိုပေးတဲ့စနစ်ကိုကျွန်တော်တို့အခုစူးစမ်းပြီးဆောင်နေတာဖြစ်ပါတယ်ဆိုတော့ဒီဇင်ဘာ31တိရမယ်ဆိုတာကိုရည်မှန်းချက်ပေါ့အရင်တော့ကတော့ဘယ်ရှေ့မှာပြီးမှဒီပါရည်မှန်းချက်မထားဘူးကျွန်တော်တို့အခုပြောရင်ကျွန်တော်ရည်မှန်းချက်ထားလုပ်တဲ့အတွက်အခုဆို L group to group ပြီးသွားပြီ L group to group လုံးဝပြီးသွားပြီရေးပေးလို့ရတယ်တကယ်ဆိုတော့ group တစ်ခုချင်းအဲ့လိုသွားပြီးတော့လွယ်တဲ့ group ၄ခုကိုကျွန်တော်တို့အခုအောက်တိုဘာမှာအပြီးအဲ့လိုလုပ်ထားပါတယ်ကျန်တဲ့ group ကိုဒီဇင်ဘာမှာအပြီးအခု pipe တွေအခု design လုပ်ပြီးတော့မှအခုdrawing ထွက်တဲ့ရှင်ကျမှ pipe ကစဝယ်ရတာအဲ့လိုဖြစ်နေမဟုတ်ဘဲနဲ့ pipe တွေကအခုဆရာတို့လည်းတွေ့မှာ pipe တွေအများကြီးပုံနေအဲ့ဒီ pipe တွေကကျွန်တော်တို့အခု design အတိုင်းသုံးလို့မရဘူးဆိုတော့အခု3လက်မ pipe ကို2လက်မ pipe ကိုပြန် design အတိုင်းကျွန်တော်တို့ဝယ်ပြီးမှအားချင်းလုပ်နေတယ်နေညကျွန်တော်တို့ဆရာ engineer တွေနဲ့ဌာနကလုပ်တယ်ကုမ္ပဏီကိုပေးလို့ရှိရင်လည်း budget ကမရှိတော့ဘူးအဲ့ဒီ budget မရှိဘဲနဲ့ကုမ္ပဏီကိုဆက်ပေးလို့မရတဲ့အတွက်ကျွန်တော်တို့ကမျိုးတွင်းပေးတာဖြစ်တဲ့အတွက်စီပင်ဌာနကပဲတောင်းယူလုပ်မယ်ဆိုပြီးအခုပြည်နယ်စီပင်ကကြီးကြပ်ပြီးတော့ကျွန်တော်မျိုးနယ်စီပင်ကတောင်းယူပြီးလုပ်တာဖြစ်တာအခုဆရာတို့ပြောရရင်တော့ total group နဲ့ဆို L group ကိုပြီးနေတယ်နောက်ထပ် group တွေလည်းဒီအောက်တိုဘာထဲမှာဆိုကျွန်တော်နောက်ထပ် group 3 group လောက်တော့ပြီးသွားတယ်အဲ့ဒါပြီးရင်တော့ကျွန်တော် channel group ကိုလည်းဒီဇင်ဘာကအပြီးကျွန်တော်ရည်မှန်းချက်ထားပြီးလုပ်နေပါလေကျွန်တော်အနေနဲ့တော့ပြီးမယ်လို့လည်းယုံကြည်တယ်ဘာလို့ဆို budget ကစုံရင်ကျွန်တော်ပြီးမယ်budget ကတော့ခုနနှစ်ခုပေါင်းလိုက်ရင်တော့440တန်းပေါ့အဲ့ဒီကျွန်တော်တို့ကတကယ်မှန်းတာကတော့အားလုံးဒီဇိုင်းအသစ်နဲ့လုပ်မယ်ဆိုကျွန်တော်တန်းဘောလောက်ကုန်မယ်ခင်ဗျတန်း800လောက်ကုန်မယ်တန်း800လောက်ကုန်မယ်အဲ့ဒီ budget ပြီးကျွန်တော်ပြီးမယ်ဆိုတော့440ကတော့အခုရထားတာ220နောက်ထပ်1920မှာထည့်တာ220 440အဲ့ဒါနဲ့တော့ဘယ်လိုလောက်ဖြစ်တယ်တန်း800တာအပြည့်ရမယ်ဆိုကျွန်တော်ပြီးအောင်ကျွန်တော်ဒီဇင်ဘာမှာလုပ်ဖို့အမခံတယ်ဆိုတော့ဒီမှာဆရာတို့စီလည်းပြောချင်တယ်မြို့လူထုကိုလည်းကျွန်တော်တို့အဲ့ဒီတိုင်းပဲအတိတ်ပေးချင်ပါတယ်နော်ဆိုတော့အခုပြောရရင်တော့ဟိုလူတွေနဲ့ကျွန်တော်တို့ဆွေးနွေးဖို့စောင့်တာတစ်ပိုင်းသူတို့နဲ့ကြတော့သူတို့ကဘာတွေဆုံးရှုံးနေတာတွေအတွက်ဘယ်လောက်ရောအောင်ဘာတွေပတ်စံသွင်းရမလဲဒါကိုပဲကျွန်တော်စဉ်းစားတော့သူတို့ရဲ့ line ပေါ်မှာကျွန်တော်မလျှောက်တော့ကျွန်တော်တို့ line အသစ်နာကိုသွားတာဖြစ်ပါတယ် survey အသစ်design အသစ် layout plan အသစ် estimate အသစ်နဲ့အဲ့လိုသွားတာဖြစ်ပါတယ်နော်အဲ့လိုလေးဆရာတို့ပြောချင်ပါတယ်